အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဆက်လက်ပြီးမှအားပေးကြပါ like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဒီနေ့မှာတော့မိန်းကလေးတွေစိတ်ပါလာပြီဆိုရင်တိတာတဲ့အချက်၅ချက်လေးကိုတင်ဆက်ပေးသွားပါမယ်နော်ဒီနေ့မှာတော့အလို့ခံချင်တဲ့အမျိုးသမီးတွေဘလို့အထာပေးတတ်ကြလဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မိန်းကလေးတွေစိတ်ပါလာပြီးတော့အလို့ခံချင်လာရင်ပေးတတ်တဲ့အထာလေးတွေသိကြမယ်လို့မျှော်လင့်ပါတယ်အမျိုးသမီးစိတ်ပါနေတာသိဖို့ဒီဗီဒီယိုလေးကိုအဆုံးထိတော့ကြည့်ပေးပါအောင်နော်လိင်မှုကိစ္စနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတွေကအမျိုးသားတွေလောက်အောင်ပွန့်ပွန့်လင်းလင်းမရှိတာအားလုံးသိကြမှာပဲဖြစ်ပါတယ်တချို့မိန်းကလေးတွေကချစ်တင်တော့ဖို့စိတ်ဆန္ဒရှိပြီဆိုရင်တော့တိုက်ရိုက်မပြောဘဲနဲ့တော်ဝိုက်တော်နေလန်အားဖြင့်ပြောတတ်ပါတယ်အမျိုးသားတယောက်အနေနဲ့တော့ဒါကိုနားလည်ဖို့တော့လိုပါတယ်နော်ဒါမှသာတဲ့အဖော်ရဲ့ဆန္ဒကိုဖြစ်စေပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တဲ့အမျိုးသမီးကချစ်တင်တော့ဖို့ဆန္ဒရှိလာပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာမျိုးနဲ့ဖော်ပြတတ်လဲပေါ့နော်နံပါတ်1တစ်ချက်မှာတော့ထူးထူးခြားခြားအဝတ်အစားတွေပြင်ဆင်ထားတဲ့တဲ့အမျိုးသမီးကပုံမှန်အတိုင်းဆိုရင်တော့အဲ့နေရင်တာမန်အဝတ်အစားတွေပဲဝတ်ထားလေးရှိပြီးတော့အခုမှထူးထူးခြားခြားအလှတွေပြင်ပြီးတော့ကြည့်ကောင်းမဲ့အဝတ်အစားတွေဝတ်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ဒါကသူစိတ်ပါနေတယ်ဆိုတာကိုလက္ခဏာတစ်ခုပဲဖြစ်ပါတယ်သူမအနေနဲ့စစ်စီကြတဲ့အဝတ်အစားတွေဝတ်လာခဲ့ပြီဆိုလို့ရှိရင်တော့တင်နားလည်ဖို့လိုပါတယ်သူမအရန်စာလောင်သွားပြီဆိုတာကိုသိချပြီပေါ့နော်နံပါတ်2ချက်မှာတော့ထူးထူးခြားခြားလေးတွေထိမှုလုပ်တယ်အမျိုးသမီးတွေအနေနဲ့စိတ်ပါလာပြီဆိုရင်တော့မတိမတာလေးထိတွေ့မှုလုပ်တတ်ကြပါတယ်ပုံမှန်ထက်ပေါ့နော်ပို့ပြီးတော့တဲ့အနာကနေတာလေပြီးပုံစတဲ့နေရာလေးကနေပေါ့နော်အထက်အတွေ့လှုပ်လာပြီဆိုလို့ရှိရင်တော့တင်ပါနှက်ဖို့လိုပါတယ်အမြဲတမ်းတော့မဟုတ်ပါဘူးเนาะတခါတလေမှသူမအဖေကစိတ်ပါလာပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးနေလာနဲ့ချင်းကပ်လာမှတည်ချမှာပဲဖြစ်ပါတယ်နံပါတ်3ချက်အနေနဲ့ထူးထူးခြားခြားတွေလုပ်နေတယ်ပေါ့เนาะချစ်သူနဲ့အိုးကြားမှာတဲ့အမျိုးသမီးကတဲ့စိတ်ကြိုက်တွေကြီးပဲလှုပ်ပေးနေတယ်ဆိုလို့ရှိရင်တော့နေ့တိုင်းမဖြစ်နိုင်ပါဘူးเนาะဥပမာအားဖြင့်တင်အကြိုက်ဆုံးဟင်းချက်ထားတာတို့တင်အကြိုက်ဆုံးအဝတ်အစားတွေဝတ်ဆင်လာတာတို့ပေါ့เนาะစသဖြင့်တင်စိတ်ကြိုက်တွေချင်းပဲဦးစားပေးတယ်လုံနေတယ်ဆိုလို့ရှိရင်တော့သူမစိတ်ထဲမှာဘာဖြစ်ချင်နေတယ်ဆိုတာကိုနားလည်သွားဖို့လိုပါတယ်ဒီလိုမျိုးတွေလှုပ်ပေးလာပြီဆိုရင်တော့တင့်အနေနဲ့အထာတိဖို့လိုအပ်ပြီးတော့သူ့ဆန္ဒကိုဖြစ်စေပြီးဖို့တော့လိုအပ်ပါတယ်နော်နံပါတ်4ချက်အနေနဲ့အတူမနေတာကြာပြီဆိုတဲ့အကြောင်းလေးကိုသတိပေးတယ်တက်ရိုက်ကြီးမဟုတ်ပြီမဲ့စကားပြောရင်းချက်ပြောတတ်ပါတယ်နော်နောက်ဆုံးလင်စစ်ဆန်တာဘယ်တော့ကလည်းမေးတာမျိုးဒါမှမဟုတ်ချစ်တင်တော့ချိန်တုန်းကအဖြစ်အပျက်တစ်ခုခုပြောတာမျိုးလုပ်တတ်ပါတယ်ဒီလိုမျိုးကိစ္စမျိုးကိုအမျိုးသမီးတွေကပုံမှန်ချိန်မှာစကားတွေထဲလိမရှိပါဘူးဒီလိုမျိုးပြောထွက်လာပြီဆိုလို့ရှိရင်တော့သူမအရန်ခံချင်နေပြီဆိုတာကိုတင်နားလည်ဖို့လိုအပ်ပြီးတော့သူမစိတ်ကျေနပ်အောင်တော့အလုပ်စလုပ်ရပြီပေါ့နော်နံပါတ်5ချက်မှာတော့တင်ပါခါချင်းအမျိုးသမီးတွေကလိန်စိတ်ကြွလာပြီဆိုလို့ရှိရင်တော့တင်ပါကိုချတတ်ပါတယ်အမျိုးသားတွေအနေနဲ့သူမရဲ့တင်ပါကိုစောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်အမျိုးသားအများစုကတော့ဒီလိုအချက်ကိုသတိမထားမိကြဘူးပေါ့နော်တခါတလေမှာအမျိုးသမီးတွေကိုယ်တိုင်တောင်သူတို့တင်ပါကိုပိုလို့ခါနေမိတာကိုမသိကြပါဘူးလိန်စိတ်တကြွတဲ့အချိန်မှာခန္ဓာကိုယ်ကအလိုအလျောက်လှုပ်ရှားနေတာကြောင့်မလို့ဖြစ်ပါတယ်ဒါကြောင့်မလို့တဲ့အမျိုးသမီးကတင်ပါခါပြီးတော့လမ်းလျှောက်နေပြီဆိုလို့ရှိရင်တော့ဆွဲခေါ်ပြီးတော့တခါတည်းအချစ်တွေပေးလိုက်ပါတော့နော်အမျိုးသမီးတွေစာလုံးနေပြီးတော့အရန်ခံချင်တဲ့အခါမှာအချက်ပြတ်တာအမျိုးမျိုးရှိနိုင်ပါတယ်ဒီနေ့မှာတော့5ချက်ပြောပြသွားပါတယ်ဒီအချက်တွေကိုဒါပြတ်လာပြီဆိုလို့ရှိရင်တော့ယောက်ျားတို့အနေနဲ့ပေါ့နော်ကိုတာဝန်ကိုသိဖို့လိုပါတယ်အမျိုးသမီးတွေကအမျိုးသားတွေထက်အဆက်ကြီးတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးကိုသူမတို့အရန်စိတ်ပါနေပြီးတော့ခံချင်တဲ့အခါမျိုးမှာအမျိုးသားတွေအနေနဲ့တာဝန်မကြီးခဲ့ဖို့ပြီးတော့တိတိလက်နဲ့မလုပ်ပေးနိုင်ဘူးဒါမှမဟုတ်လုံးဝမတိလိုက်မိဘူးဆိုလို့ရှိရင်တော့အမျိုးသမီးတို့ပေါ့နော်စိတ်ပြတ်သွားတတ်ပါတယ်ပုံမှန်ထက်စိတ်တူလာပြီးတော့မျက်နှာလည်းမကောင်းတော့ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်အမျိုးသမီးတယောက်အလိုခံချင်တဲ့အခါမှာပြတ်တတ်တဲ့အချက်လေးတွေကိုနားလည်ပြီးတော့သူတို့ကိုပျော်ရွှင်အောင်လုပ်ပေးကြမယ်လို့မျှော်လင့်ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်နော်